အားလုံးပဲမင်္ဂလာပါရွှေသွေးချန်နယ်မှပြန်လဲကြိုဆိုလိုက်ပါတယ်လွန်ခဲ့တဲ့250ကျော်ကထုတ်ဝေခဲ့တဲ့ရွှေသွေးချန်နယ်တွေထဲကပကြီးဆရာကာတွန်းဆရာကြီးတွေရဲ့ရတပြောင်မြောက်လာတဲ့လက်ရမွန်လေးတွေပြန်လဲခန်းစားငယ်ဝပြန်သွားနိုင်စေရန်အပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်တာမို့ရွှေသွေးချန်နယ်ကို subscribe and like နှိပ်ပေးခဲ့ဖို့မေတ္တာရက်ခံပါတယ်မောင်ညီမလေးတို့ရေဒီတစ်ခါတင်ဆက်ပေးမှာကတော့ပကြီးဆရာကြီးဥပကြီးရဲ့ဗိုလ်ချုပ်၏အမှာစကားဆိုတဲ့မှတ်တမ်းတို့လေးဖြစ်ပါတယ်တို့ဗိုလ်ချုပ်အောင်ဆန်းဟာလူထုကိုမကြဆုံးမခဲ့တဲ့ကွသူ့စကားတွေဟာတခြင်းတွေဖြစ်လာပြီးလူကြီးလူငယ်မရွေးသည်ဆိုကြတယ်အတော်ခစ်စားခဲ့တဲ့ကွအပျော်ပါလျှော့ပါဆိုတာဒီလိုကွအဲ့ဒီခေတ်တုန်းက9ရက်တခါမြင်းပြိုင်ပွဲတွေလုပ်ပြီးငွေတွေတိမ့်တဲ့ချီကလောင်းကစားတာတွေခဏပျော်ပွဲစားထွက်ပြီးဖဲရိုက်အရက်တောက်ခအလဲကားစုပူတာတွေမြမရင်ကျေးမှုနဲ့လုံးဝဆန့်ကျင်ကအနောက်တိုင်းတလေးဖြစ်တဲ့မိန်းမယောက်ျားအတူတွဲကြတာတွေအချိန်ကုန်ငွေကုန်ပြီးအကျင့်ပြတ်လို့အဲ့ဒီအချိန်တွေငွေတွေကိုလွတ်လပ်ရေးရအောင်လုပ်တဲ့နေရာမှာသုံးဖို့လိုတယ်လို့ဆိုလိုတာပါပဲစီးလုံးကြပါလို့ပြောခဲ့တယ်အဲ့ဒါကပြည်ထောင်စုတိုင်းရင်းသားအားလုံးဟာတပေါင်းတစည်းတဲ့ညီညွတ်နဲ့လွတ်လပ်ရေးကိုသာဥတီတိုက်ယူပြီးလွတ်လပ်ရေးရပြီးရင်လည်းတစ်သက်လုံးမိသားစုတည်းလိုနေကြပါလို့ဆိုလိုတာပဲနွားခွဲကြားကြိုက်လို့ဗမာစကားရှိတယ်နွားကိုကြားကလာချောင်းတဲ့အခါနွားလေးကောင်လုံးညီညွတ်နေတော့ကြားဟာအနာမကတ်နိုင်ဘူးကွတကောင်ချင်းတကိုယ်တည်းနေတော့ကြားကတကောင်ချင်းလာကြိုက်စားတာပေါ့အဲ့ဒါဟာဥပမာတစ်ခုပဲလွန်ဆွဲတဲ့အခါလူတိုင်းဟာမပေကက်ပဲတစီတစ်လုံးနဲ့ဆွဲမှနိုင်မယ်မဟုတ်လားဘောလုံးကန်ရမှာလဲစီးလုံးညီညွတ်မှအပေးယူကောင်းပြီးနိုင်မယ်မဟုတ်လားတို့ဗိုလ်ချုပ်အောင်ဆန်းမှာခဲ့တဲ့နောက်တစ်ခုကတော့ဝီရိယရှိရမယ်တဲ့ကျောင်းသားတွေသာစာကျက်ရတာမဟုတ်ဘူးစာပြတဲ့ဆရာမတွေလည်းစာတင်ပြနိုင်အောင်စူးစမ်းရတယ်လယ်သမားဦးကြီးတွေလည်းမိုးတွေလေတွေထဲမှာစူးစမ်းပြီးထွန်းရက်စိုက်ပျိုးရတယ်ဒါမှတို့တွေစားဖို့ဆန်ရမှာပေါ့ရဲဘော်တွေလည်းအထုပ်ပိုးတွေလက်နက်တွေနဲ့တော်ကြီးထဲမှာရန်သူတွေကိုစူးစမ်းနိုင်နေရတယ်တိုင်းပြည်အေးချမ်းအောင်ပေါ့ရေလုတ်သားကြီးတွေလည်းနှိမ့်ညမရွေရေထဲမှာငါဖမ်းရတယ်အားလုံးငါဟင်းစားရအောင်စူးစမ်းနေရတာပဲအေးသေးတယ်ပူသေးတယ်မိုးချုပ်သေးတယ်စောသေးတယ်စာသေးတယ်ပြီးအင်သေးရဲ့လို့ဆိုပြီးမစူးစမ်းဘဲနေခဲ့ရင်ငါတို့ဟာခုထက်ထိလွတ်လပ်ကြအောင်မှာမဟုတ်ဘူးကွနောက်ဆုံးတစ်ခုကတော့စီကံရှိရမယ်တဲ့လမ်းပေါ်မှာစီကံမရှိကြရင်ကားတိုက်မှုခဏဖြစ်မှာပေါ့အစားစီကံမရှိရင်ဗိုက်နာမယ်ဖျားမယ်တေတောင်တေနိုင်သေးတယ်စာချက်ချိန်စီကံမထားပဲအရက်ထဲလဲပြီးတချင်းလျှောက်အော်ဆိုနေရင်နောက်ဆုံးစာပဲတက်မလဲကစားချိန်ကစားပြီးစာချက်ချိန်စာချက်အိတ်ချိန်အိတ်ပြီးစားချိန်မှာစားတဲ့စီကံရှိရင်ကြီးပွားမှာပဲဗိုလ်ချုပ်အောင်ဆန်းဟာဒီလိုတွေဆုံးမခဲ့တယ်ကိုယ်တိုင်စစ်တိုက်ခဲ့တယ်ကိုယ်တိုင်လွတ်လပ်ရေးတောင်းဆိုခဲ့တယ်ဒါတွေကြောင့်ငါတို့ဟာလွတ်လပ်ရေးအသီးအပွင့်တွေကိုအခုခံစားနေရတာဖြစ်တာကြောင့်သူ့စကားတွေကိုဘယ်တော့မှမမေ့ရဘူးကွလေးပြုတ်ဇလန်းလေးကတော့ဒါပါပဲအဆုံးထိကြည့်ရှုပေးလို့အထူးကျေးဇူးတင်ပါတယ်ဒီလိုရသမြောက်ဇလန်းလေးတွေစက်တိုက်ကြည့်ခြင်းရင်ရွှေသွေး channel လေးကို subscribe and like နှိပ်ခဲ့ပေးဖို့မေတ္တာရက်ခံပါတယ်အားလုံးပဲကိုယ်ချမ်းသာစိတ်ချမ်းသာရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်